လေးဆက်နဲ့အောင်ပြီးတိုင်းဘာဆိုရမှမသိတဲ့အမျိုးတွေတခြားနားထောင်မှာဆိုတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပြည့်ရက်2ရက်ရှိတယ်အဲ့ဒါတော့မှကျွန်တော်တို့ရဲ့မိသားစုကတ်ကပေါ့နော်ဟူးမကျော်အောင်တယ်ကြာတာပြင်းမကျော်အောင်တယ်တောက်ကြမကျော်အောင်တယ်ပြီးတော့နောက်ထပ်တောက်ကြမကျော်အောင်တယ်ဒါတွေပဲလားဆိုတော့မဟုတ်သေးဘူးအင်္ဂါမကျော်တဲ့အောင်သေးတယ်နော်တော်လေးကိုလာပြီးတဲ့ဘက်ကနော်တော်လေးကိုလာဒီတော့ကျွန်တော်ဗာပေးလဲဆိုတော့ကျွန်တော်ရှစ်ပေးတယ်ဟိုမကျော်ရှစ်အောင်လာတယ်ကျွန်တော်ခွန်ထပ်ပေးတယ်ခွန်ထပ်အောင်တယ်ကျွန်တော်ခွန်အောင်ပြီးတာနဲ့ကျွန်တော်ဗာပေးလဲဆိုရင်ကျွန်တော်တစ်ပေးတယ်နော်တစ်အောင်တယ်တစ်အောင်ပြီးတော့ကျွန်တော်ဗာပေးလဲဆိုရင်နမရ6ပေးတယ်နော်မှတစ်6ဆိုပြီးအောင်တယ်အဲ့တော့ဒီတစ်ဖက်ကျွန်တော်တို့မိသားစုတွေကျွန်တော်စီမှာဟူးမကျော်စားတော့ပတ်တီအရင်အားကောင်းတဲ့စားတော့ပတ်တီတလုံးရှိပါတယ်လိုချင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့69939နဲ့991ဆိုတဲ့ Viber မှာလာယူလို့ရတယ်ကဲဆက်လိုက်ရအောင်အဲ့တော့ဒီလိုတနင်္လာနေ့မှာကျွန်တော်ကဈေးကွက်ကြည့်လိုက်တဲ့အခါကျတော့မစိုး188ဆိုပြီးတော့သူညီတဲ့ကနန်း break to break လာရိုက်နေတယ်ပေါ့နော်အဲ့တော့အဲ့လိုကနန်းဆိုရင်ကျွန်တော်အများကြီးမစင်စားနဲ့အတီးသားကန်ရမရွှေကြီးက314ဆိုတဲ့ရွှေကြီးကိုကန်ပါနော်314ရွှေကြီးကိုကန်ပါအဲ့တော့314ကျွန်တော်ဘာနဲ့ကတ်မလဲဆိုရင်314ကိုကျွန်တော်တို့9နဲ့ကပ်ပြီပါ9နဲ့ကပ်ပြီပါနော်တော်လေးကိုလာတယ်အဲ့တော့တောက်ကြနေရကျွန်တော်4နဲ့7မိနစ်အောင်တယ်နော်4နဲ့အောင်တယ်အဲ့တော့ဒီလိုတတိယနေ့မှာကျွန်တော်တို့ဘာကင်မလဲပေါ့နော်ဇာတူလေးကျွန်တော်ပြောပြမယ်အခါမဲ့ဇာတူလေးပြောပြမယ်တခြားနားထောင်လေးပါအဲ့တော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြည့်ရက်နေများတယ်ဒါတော့မှတော်လေးကိုအဆင်ပြေရနော်တော်လေးကိုအဆင်ပြေတာအဲ့တော့ဇာတူကမဆိုးအဲ့တော့အခွေအရင်ပြောမယ်အဲ့ဒီအခွေကကျွန်တော်တို့မနှက်ဖြန်တော့မှစဆော့တယ်ရတယ်ဒါမှမဟုတ်ဒီညနေရစဆော့မယ်ဆိုရင်ကြာတာပြည့်မနှက်ခင်ပေါ့နော်အဲ့တော့ဘာခွေလဲဆိုရင်3ည4 ဆို345တက်တယ်နော်345တက်ငါလုံးပဲနော်345တက်ပါဒါကအစားတို့အခွေပါအပူထဲရမယ်တနင်္လာအင်္ဂါနေ့တော့အပူထဲပေါ့နော်ဆော့မယ်ဆိုရင်โอเคအဲ့တော့ပတိအခါမဲ့စားတို့ပတိကကျွန်တော်ပြောပြဖို့ကမနေ့ပြန်တော့မှပြောပြမယ်နည်းနည်းလေးစောသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်စီမှာအခုအရင်အားကောင်းတဲ့69တေးကြတဲ့69ရာခိုင်နှုန်းတေးကြတဲ့ဟိုးမကျော်စားတို့ပတ်စီရှိတယ်တော်လေးအားကောင်းတယ်ဒီနေ့တော့အားတန်တယ်ဒီနေ့တော့ပြီးလောက်တဲ့အထဲမှာပါပါတယ်လိုချင်ကျွန်တော် Viber ဖုန်းနံပါတ်ဖြစ်တဲ့69939နဲ့991ဆိုတဲ့ Viber မှာလာရောက်ပြီးတော့မိသားစုဝင်လို့ရပါတယ်